အားလုံးပဲမင်္ဂလာပါရှင်။စာလေး Cookie for Family Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့ငပိတုဆရာနဲ့အရန်ကိုမှလိုက်ဖတ်တဲ့ဘဲဥအာလူအချင်းဟင်းလေးကိုအစီအနှစ်ကြကြကလေးချက်စားကြမယ်နော်။အရင်ဦးဆုံးအသုံးပြုမဲ့ဘဲဥတွေကိုအချင်းကြကြလေးစားလေးနဲ့ငက်ထည့်ပြီးတော့ပြုတ်ထားပေးပါနော်။ဘဲဥပြုတ်ပြီးဆိုရင်တော့စပြီးတော့ချက်ကြမယ်။အရင်ဦးဆုံးစီထည့်မယ်။စီပူလာပြီဆိုရင်ကျက်သွန်နီအလုံးကြီးကြီးနှလုံးနဲ့အယောင်တင်မှုထောင်းထားတာလေးရယ်ပြီးတော့အကျမ်းမတ်လေးပါနည်းနည်းထည့်ထားရပေါ့နော်ဆက်ဆက်ကလေးစားချင်လို့ပါပြီးရင်အယောင်အတွက်နည်းနည်းမှုလေးပါထည့်ပြီးတော့ဆေးသက်ပြပါမယ်ဘဲဥအချင်းဟင်းကိုအစီအနှစ်ကြကြလေးစားချင်နေဆိုရင်တော့ဆေးသက်ကိုစိတ်စစ်စစ်လေးနဲ့တက်သွားပေးဖို့လိုပါမယ်နော်ဆေးသက်ကိုအဆက်မပြတ်မှုသွားပေးပါပြီးရင်တော့မကြီးရည်နဲ့ချမ်းမဖြစ်တဲ့အတွက်ကြောင့်မလို့အရသာထိန်းနိုင်ဖို့စင်စငပိလေးနဲ့ငက်ထည့်ပေးပါမယ်စင်စငပိနဲ့စီတက်နဲ့ကိုအားလုံးတသားလေးဖြစ်သွားအောင်ဝှကြောသွားပြလိုက်ပါနော်စီတက်အနှစ်ကြဖို့ဆိုရင်တော့နောက်တစ်ခုကမီးမပြင်းရပါဘူးနော်မီးအေးအေးလေးနဲ့စစ်စစ်စေးထားပြီးတော့အဆက်မပြတ်မှုသွားပေးပါပြီးတော့ကြက်သွန်နီပတ်လေးတွေဖောက်ဖောင်းရွရွလေးတွေဖြစ်လာပြီးဆိုမှစီတက်ကိုရက်ပြီးတော့အာလူနဲ့ချက်မှဖြစ်တဲ့အတွက်မို့လို့အာလူလေးတွေကိုထည့်ပေးပါမယ်အာလူနဲ့စီတက်နဲ့ကိုအားလုံးနှံသွားအောင်ဝှကြောပြလိုက်ပါမယ်နော်အာလူလေးတွေကိုအရင်နူးအောင်ချက်ပေးပါမယ်ပြီးရင်တော့အာလူလေးနူးစေဖို့အတွက်စုံကျင်းရည်လေးထည့်ပေးပါမယ်ရေကိုအာလူနူးယုံလောက်လေးပဲထည့်ပါနော်ရေအများကြီးမထည့်ပါဘူးအစီအနှစ်ကလေးနဲ့ချက်မှပြည့်တဲ့အတွက်ကြောင့်မို့ပါပြီးတော့မီးအေးလေးနဲ့ပဲချက်သွားပေးပါနော်ရေနည်းနည်းပဲထည့်တာကပြည့်တဲ့အတွက်ကြောင့်မလို့မီးပြင်းနေဆိုရင်ရေတွေကအရင်ခမ်းသွားပြီးတော့အာလူကမနူးပဲနဲ့ဖြစ်တတ်ပါတယ်နောက်အောင်နဲ့ပြီးဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့အာလူနူးအောင်တည်သွားပြလိုက်မယ်နော်အရင်ဦးဆုံးအရသာတွေပါထည့်ထားပြလိုက်မယ်အရသာကတော့ဇလင်းကစားနဲ့ဟင်းကြုံမုံနှမျိုးကိုပဲသုံးပါတယ်ဟင်းကြုံမုံအသုံးမပြုဘူးဆိုရင်ကြက်သားမကိုအသုံးပြုနိုင်ပါတယ်ပြီးအဖုံးလေးအုပ်ပြီးတော့အာလူနူးအောင်ချက်သွားပြလိုက်ပဲနော်ဒါကတော့ပြုတ်ပြီးရလာတဲ့ဘဲဥလေးတွေပါဇလင်းကဘဲဥဟင်းကိုအလုံးလိုက်ချက်မယ်ဆိုရင်အခွန်လေးတွေမှတင်ပြီးတော့စားရတာကိုပို့ကြိုက်တယ်ဒါကြောင့်မို့လို့အချိန်ကြာလေးပြုတ်ထားပြလိုက်ပါတယ်ဘဲဥအဖြူရောင်ကနေအခုလိုကော်ဖီအရောင်လေးဖြစ်သွားတဲ့အထိပေါ့နော်ပြီးရင်ဓာတ်လေးနဲ့မှုတ်ထားပြလိုက်ပါမယ်ပြီးရင်တော့အာလူအိုးလေးကိုတစ်ဖက်တစ်ပြန်ကြည့်ပါမယ်အဖုံးလေးဖွင့်ပြီးအနေနဲ့မှုတ်ပြလိုက်ပါအာလူလေးကမနူးသေးဘူးဆိုရင်တော့နောက်ထပ်အဖုံးလေးအုပ်ပြီးတော့ထပ်ပြီးတော့ပြင်နူးလိုက်ပါအောင်မယ်နော်တအားလောတထားပြီးလို့အာလူနူးလောက်ပြီးထင်တဲ့အခါကျရင်တော့အဖုံးလေးဖွင့်ပြီးတော့မကြီးရည်ပြစ်ကလေးဖြော်ထားလေးကိုထည့်ပေးပါမယ်မကြီးရည်ကလည်းပြည့်ရပါမယ်နော်ပြီးရင်အားလုံးနောက်အောင်တစ်ပန်းထပ်မှွေပေးလိုက်ပါအောင်မယ်မကြီးရည်လေးတွေထည့်ပြီးလို့အဟင်းအနှစ်ကလေးတွေကလည်းကြာလာပြီးစီလေးလည်းပြန့်နေပြီဆိုရင်တော့စောနာပြုတ်ထားတဲ့ဘဲဥလေးတွေကိုထည့်ပေးလိုက်ပါမယ်ပြီးရင်ဘဲဥလေးတွေကိုဟင်းအနှစ်လေးတွေနဲ့လုံသွားအောင်ငယ်လေးထပ်မှွေပေးလိုက်ပါမယ်နော်ပြီးပြီဆိုရင်တော့ဟင်းအနှစ်ကလေးကိုအနည်းလေးခတ်ကြည့်ပြီးတော့မြည်ကြည့်ပါအရသာလိုအပ်တာကိုထပ်ထည့်ပါနော်ဇာလင်းကတော့မြည်ကြည့်လိုက်တဲ့အချိန်မှာစားလေးနည်းနည်းပေါ်နေလို့စားလေးနည်းငယ်ထည့်ပေးလိုက်ပါတယ်လိုအပ်တာကိုထပ်ထည့်ပြီးပြီဆိုရင်တော့ထပ်ထည့်လိုက်တဲ့အရာသာတွေအားလုံးနှံတော့အောင်တစ်ပန်းထပ်ပြီးတော့မှွေပေးလိုက်ပါအောင်မယ်အားလုံးနှံအောင်မှွေပြီးပြီဆိုရင်တော့နောက်ဆုံးမှာဟင်းမွေးမဆလာလေးကိုခမ်းများများလေးအုပ်ပေးလိုက်ပါမယ်နော်ဒီနေရာမှာနနပင်စီနနပင်အုပ်ချင်နေဆိုရင်လည်းရပါတယ်ကလေးကတော့ဟင်းမွေးမဆလာလေးနဲ့ပဲအုပ်လိုက်ပါတယ်ကဲဒါဆိုရင်တော့စီပြန်ပြီးတော့အနှစ်ကြတဲ့ဘဲဥအာလူဟင်းလေးရပါပြီရှင်ဒီဟင်းလေးကမြန်မာတွေအကြိုက်ငပိတုတ်စရာနဲ့အရန်ကုန်မှလိုက်ပတ်တဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်အနှစ်ကလေးကိုငပိနဲ့နေပြီးတော့အတူအမြုပ်အစုံနဲ့တွေ့စားမယ်ဆိုရင်အရန်ကုန်မှထမင်းမိစေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးပဲစပ်ပြီးလိုက်ပါကြည့်စပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲနေကောင်းကြပါပြီးတော့ဘေးဘေးရဝီကွာကြပါစေရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါရှင်နောက်ထပ်ဗီဒီယိုအသစ်တွေတင်တာသိစေနိုင်ဖို့အတွက်ဇာလင်းရဲ့ channel လေးကို subscribe လေးနှိပ်တော့ပေးဖို့တောင်းဆိုပါရနော်